ဒီနေ့မှာတော့မြမရိုးရာမုတ်လေးတစ်မျိုးဖြစ်တဲ့မုတ်ကြာစီတာကိုကြုံမုတ်လေးအိမ်မှာအလဲစူးစမ်းဖြစ်လို့တောင်းဆိုထားတဲ့သူများအတွက်ပြုလုပ်နည်းလေးကိုလာမျှရပြချစ်ပါတယ်ပထမဆုံးထညက်ချိုပေးရန်အတွက်ထညက်ဆက်လေးတုံးလုံးကိုကျုံမဲ့အိုးထဲကိုထည့်ပေးလိုက်တယ်ပြီးရင်တော့စားလက်ဖက်ရည်စွန်းတစ်ပတ်စားလောက်ကိုထည့်ပြီးတော့ရေသက်900 ml ကိုပါထည့်ပြီးအဖုံးလေးအုပ်ပြီးတော့ပေါ့နော်ပပဆူလာတဲ့အထိကြိုသွားပေးလိုက်ပါတယ်ရှင်ကြိုသွားလိုက်တာပပဆူလာပြီဆိုလို့ရှိရင်တော့အဖုံးလေးကိုဖွင့်ပြီးတော့ဒီထညက်ခဲလေးတွေလုံးဝပျော်လာတဲ့အထိပေါ့နော်ခဏလောက်ဆက်ပြီးတော့ကြိုသွားပေးလိုက်ပါမယ်ရှင်ကဲဖြူတို့ကြိုသွားလိုက်တာအခုလိုမျိုးလေးထညက်ရည်လေးရလဲခပ်ပြပြနေထားလေးရောက်ပြီးတော့ပေါ့နော်ထညက်ခဲလေးတွေရတယ်လုံးဝပျော်သွားပြီဆိုလို့ရှိရင်တော့သူ့ကိုမြေပွားချပြီးတော့ပကံတစ်လုံးသေးကိုစကားစစ်ချပေးထားလိုက်ပါမယ်ပြီးရင်တော့တာကူကြိုရန်အတွက်ကျုံမဲ့အိုးထဲကိုရေသက်800 ml လောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ပပဆူလာတဲ့အထိဖြူတို့တဲဟာပေးလိုက်ပါမယ်ရှင်တဲဟာတဲ့ရေနွေးလေးရလဲပပဆူလာပြီဆိုလို့ရှိရင်တော့သူ့တွေကိုတာကူဟိခက်စွန်းကြီးနဲ့3စွန်းစာလောက်ကိုထည့်ပြီးတော့သမတွားအောင်မှွေထားပေးလိုက်ပါမယ်နော်ဒီချိုးစားဆိုလို့ရှိရင်တော့လူ4-5ယောက်စားလို့စားလို့ရပါတယ်ရှင်သူကအများကြီးရတယ်ပေါ့နော်ပြီးရင်တော့မီးအလဲလဲနေထားလေးနဲ့အဖုံးလေးအုပ်ပြီးတော့သူ့ကို15 မိနစ်လောက်ပြုတ်ထားပေးလိုက်ပါမယ်တာကူပြုတ်ထားရင်းနဲ့မုတ်ကြာစီမုတ်လေးလာလုံးပေးထားလိုက်တယ်ပေါ့နော်မုတ်ကြာစီမုတ်လေးလုံးပေးရန်အတွက်ဖြိုဟာကောက်ညင်မုတ်ဟိခက်စွန်းနဲ့3စွန်းစာနဲ့ဆန်မုတ်ဟိခက်စွန်းရဲ့တဝက်စာလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးရင်တော့သူ့တွေကိုစားလေးနှိမ့်ငယ်ထည့်ပြီးလို့ရှိရင်သမတွားအောင်မှွေထားပေးလိုက်ပါမယ်နော်ခဏလောက်မှွေပြီးရတဲ့ဖြိုဟာသူ့တွေကိုရေကိုနည်းနည်းချင်းစီထည့်ပြီးတော့နယ်သွားပေးလိုက်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဖြိုထည့်သွားလိုက်တာရေသက်300 ml လောက်ရှိပါတယ်ရှင်ဖြိုတို့ရေကိုနည်းနည်းချင်းစီထည့်ပြီးတော့မုတ်သားလေးနဲ့နှက်သွားတဲ့အထိပေါ့နော်နယ်သွားပေးလိုက်ပါမယ်ရှင်ကဲဖြိုတို့နဲ့သွားရင်နဲ့မုတ်သားလေးကခုလိုမျိုးလေးပေါ့နော်ရေနဲ့နှက်ပြီးတော့ခုလိုမျိုးအေးလေးနေထားလေးရောက်ပြီးဆိုလို့ရှိရင်တော့မုတ်လုံးလေးစပြီးတော့လုံးပေးလို့ရပါပြီရှင်ဒီနေ့ဟာလေးဆိုလို့ရှိရင်တော့ရပြီပေါ့နော်ပြီးရင်တော့သူ့ကိုခဏထားပြီးတော့ဖြိုတို့ပြုတ်ထားတဲ့တာကူအိုးလေးကိုလာကြည့်ပေးလိုက်ပါမယ်ပြုတ်ထားတဲ့တာကူကလည်း15 မိနစ်ပြည့်သွားပြီဆိုလို့ရှိရင်တော့နည်းနည်းလေးမှွေမယ်ပြီးရင်တော့သူ့ကိုမီးကိုပိတ်ပြီးတော့ပေါ့နော်သူ့ရဲ့အပူရှည်လေးနဲ့ပဲအဖုံးလေးအုပ်ပြီးတော့နောက်ထပ်7 မိနစ်လောက်နှက်ထားပေးလိုက်ပါမယ်နော်တာကူကိုနှက်ထားရင်းနဲ့ဖြိုကဒီမုတ်လုံးလေးတွေကိုပြုတ်ပေးရတဲ့ပေါ့နော်ရေနွေးကိုအစစ်သေးတက်ထားပေးလိုက်ပါတယ်ရေနွေးတက်ထားရင်လည်းဖြိုကခဏကလောက်ထားတဲ့မုတ်လေးကိုပေါ့နော်ခုလိုမျိုးလေးအလုံးလေးတွေလုံထားပေးလိုက်ပါတယ်ရှင်ဒီနေရာမှာအလုံးကြီးသေးရတော့ကိုယ်စိတ်ခဲ့ပေါ့နော်မုတ်သားလေးရဆိုလို့ရှိရင်ဣပြီးတော့အရန်ကိုစားလို့ကောင်းပါတယ်ဖြိုတက်ထားတဲ့ရေနွေးအိုးကလည်းပပဆူနေပြီဆိုလို့ရှိရင်တော့လုံထားတဲ့မုတ်လုံးလေးတွေကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ဖြိုတို့ဒီမုတ်လုံးလေးတွေကရေပေါ်မှာပေါ်လာတဲ့အထိပေါ့နော်ပြုတ်ထားပေးလိုက်ပါမယ်ရှင်ဒီမုတ်လုံးလေးရဆိုလို့ရှိရင်လွယ်တယ်ပြီးတော့အကုန်ကြလည်းအရန်ကိုတတ်တာစေပါတယ်ဖြိုတို့အလှလေးလုံးမဲ့ဆိုလည်းအရန်ကိုအဆင်ပြေတယ်မုတ်လေးတစ်မျိုးပဲဖြစ်ပါတယ်ရှင်ကဲဖြိုတို့ပြုတ်ထားလိုက်တာခုလိုမျိုးလေးမုတ်လုံးလေးတွေကရေပေါ်မှာပေါ်လာပြီဆိုလို့ရှိရင်တော့သူ့ကိုစကားလေးနဲ့ဆက်ထုတ်ပြီးလို့ရှိရင်ရေအေးလေးနဲ့စိမ်ထားပေးလိုက်ပါမယ်နော်ဒီပေါ်မှာပေါ်နေတဲ့မုတ်လုံးလေးတွေကိုပဲဖြိုတို့ရွေးပြီးတော့ပေါ့နော်စကားလေးနဲ့ဆက်ထုတ်ပေးထားလိုက်ပါမယ်ပြီးရင်တော့ဖြိုတို့ရေအေးလေးနဲ့စိမ်ထားပေးလိုက်ပါမယ်နော်မုတ်ကြစင်းမုတ်လုံးလေးတွေလည်းလှုပ်ပြီးပြီဆိုလို့ရှိရင်တော့ဖြိုတို့ခဏကနှက်ထားတဲ့တာကူအိုးလေးကိုလာကြည့်ပေးလိုက်ပါမယ်နော်တာကူမျက်စိလေးတွေကလည်းလုံးဝပြောင်းနေပြီဆိုလို့ရှိရင်တော့ဖြိုတို့မီးဖွင့်မယ်ပြီးရင်တော့နည်းနည်းလေးသမတွားအောင်မှွေထားပေးလိုက်မယ်ခဏလောက်မှွေပြီးရင်တော့ဖြိုတို့ခုနကကြိုပြီးတော့စကားစစ်ချထားတဲ့ဒီထညက်ရည်လေးကိုလောင်းထည့်ပေးထားလိုက်မယ်ပြီးရင်တော့ထညက်ရည်နဲ့လုံးဝနှက်သွားအောင်မှွေထားပေးလိုက်ပါမယ်ရှင်ထညက်ရည်လေးနဲ့လည်းလုံးဝနှက်သွားပြီဆိုလို့ရှိရင်တော့ခဏကလုံထားတဲ့မုတ်ကြစည်းမုတ်လေးတွေကိုထည့်ပြီးလို့ရှိရင်တော့သမတွားအောင်နောက်တစ်ခေါက်ပြန်ပြီးတော့မှွေထားပေးလိုက်ပါမယ်နော်ပြီးရင်တော့ဒီမုတ်အိုးလေးကိုပပဆူလာတဲ့အထိအဖုံးလေးအုပ်ပြီးတော့တဲထားပေးလိုက်ပါမယ်ရှင်
ဒီနေရာမှာအုံနို့နဲ့အုံသီးချစ်လေးကိုပါတစ်ခါတည်းထည့်ပြီးတော့ကျိုးမယ်ဆိုလဲရတယ်ပေါ့နော်ဖြိုးကတော့အုံနို့ကိုသီးသန့်ကျိုးပြီးတော့အုံနို့လေးနဲ့ခွဲစားဖြစ်ပါတယ်ရှင်ကဲခုဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့မှုတ်ချစီမှုအိုလေးကတော့ကြက်ပါပြီကြက်ပြီဆိုလို့ရှိရင်တော့ဖြိုးတို့အုံသီးလေးကိုအစင်သေးချစ်ထားပေးလိုက်ပါမယ်နော်ကဲအုံသီးလေးလည်းချစ်လို့ပြီးပြီဆိုလို့ရှိရင်တော့ခဏကဖြိုးတို့ကြိုထားတဲ့မှုတ်ချစီမှုလေးကိုစောင်းပကယ်ထဲကိုထည့်ပေးလိုက်မယ်ပြီးတော့ကြိုထားပြီးသားအုံနို့ရည်လေးကိုကိုလိုအဲ့ဒါလောက်ပေါ်ကနေထည့်ပြီးလို့ရှိရင်တော့ခဏကချစ်ထားတဲ့အုံသီးလေးကိုပေါ်ကနေအုပ်ပေးလိုက်မယ်ပြီးရင်တော့သုံးဆွနိုင်ပါပြီရှင်ကဲခုဆိုလို့ရှိရင်တော့ချိုစိတ်မွေရတာလေးနဲ့စားလို့အရန်ကောင်းတယ်ဖြိုတို့ရဲ့မုတ်ချစစ်တာကိုကြုံမုတ်လေးရတော့စားဖို့အဆက်အဖြစ်နေပါပြီရှင်စားလို့လည်းအရန်ကောင်းပြီးတော့လုပ်နေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အစီအမံလုပ်ပြလိုက်ပါရရှင် subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို